လောကလူလောကမှာနေကြတာလေးကခဏလေးပဲလို့ဆိုကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးပဲနေမြင်ညပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တယ်တက်တန်းတွေကလည်းအလွန်တိုးတယ်ဒါကြောင့်ဘလောက်ပဲချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပေါက်လေးကျလို့ပွက်ခနဲ့ထားလာတဲ့ရေပွက်ကလေးလိုတူတူလေးပါတဲ့ခဏလေးသိချစဉ်းစားကြည့်ရင်လည်းလူဘဝခဏလေးပဲနော်စတုမာရနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင်လူတွေရဲ့အနှစ်90မှာစတုမာရနတ်ကတရက်ရှိသေးတယ်တာဝရိန္ဒနတ်သက်နဲ့တွဲမယ်ဆိုရင်လူတွေရဲ့အနှစ်100တာဝရိန္ဒမှာတရက်ပဲရှိသေးတယ်အဲ့တော့တာဝရိန္ဒနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်းအခုပဲမွေးအခုပဲအိုအခုပဲအဖိုးကြီး